ဒီမြန်မာမျိုးသမီးကနိုင်ငံခြားမှာအာကာသပညာရှင်လုံနိုင်တဲ့အထိကိုမှအောင်မြင်ခဲ့ပါ၏သူဟာမြန်မာစစ်စစ်ဖြစ်ပါလျက်နဲ့ NASA ဖွဲ့ရဲ့ဂုဏ်ထူးဆောင်သိပ္ပံပညာရှင်ဘွဲကိုရထားတဲ့ပြည်ကိုမှအင်္ဂါဂြိုလ်ပေါ်ကိုလွှတ်တင်ခဲ့တဲ့အာကာသယာဉ်ကိုယ်တော်မှာကိုရိုင်းဒီဇိုင်းရေးဆွဲပေးခဲ့တာလည်းဖြစ်ပါ၏ဒီတော့ဒီမျိုးသမီးကဘယ်သူပါလဲသူမကဘယ်လိုတွေစ조사ခဲ့ပြီးတော့မြန်မာဂုဏ်ကိုဘယ်လိုမျိုးစောင့်ခဲ့တယ်လဲဆိုတာကိုဗီဒီယိုလေးကို like and share လေးလုပ်ရင်းနဲ့ကြည့်လိုက်ရအောင်ဗျာမြန်မာပြည်မှာငယ်ငယ်ကလေးအဲ့လိုကြည့်ပြyou know but what is out there အင်္ဂါဂြိုလ်ပေါ်မှာ NASA ဖွဲ့ကလှည့်ပတ်ပြန်ဝဲမယ်မောင်းသူမဲ့ရဟတ်ယာဉ်ကိုဥဆောင်တီထွင်ခဲ့သူကတော့မြန်မာမျိုးသမီးမိဘနှစ်ပါးကနေပြီးတော့ဝေးဖွာလာခဲ့ပြီးတော့မြန်မာနိုင်ငံမှာ10နှစ်ကျော်နေထိုင်ခဲ့မှုတဲ့ဒေါက်တာမီမီအောင်ပဲဖြစ်ပါတယ်မြန်မာနိုင်ငံမှာရုပ်ဝတ္ထုပစ္စည်းမပြည့်မစုံတဲ့လူလားမြောက်ခဲ့ရတဲ့ဒေါက်တာမီမီအောင်ဟာကျယ်စုံတဲ့ကောင်းကင်ကြီးကိုမကြာခဏငေးကြည့်တက်ပြီးတော့အာကာသထဲမှာငါတို့လူသားတွေပဲရှိလာလားလို့ဆိုပြီးတော့စဉ်းစားကန်ထုတ်နေတတ်ပါတယ်အထက်တန်းကျောင်းသူဘဝကတည်းကအာကာသသိပ္ပံပညာရပ်ကိုစိတ်ဝင်စားခဲ့တဲ့ဒေါက်တာမီမီအောင်ဟာအသက်16နှစ်အရွယ်မှာတော့သူဝါသနာပါတဲ့ပညာရပ်ကိုဆက်လက်လာဖို့အတွက်မိသားစုနဲ့ခွဲခွာပြီးတော့အမေရိကန်နိုင်ငံကိုတယောက်တည်းထွက်လာခဲ့ပါတော့တယ်။သူဟာအီလီနွိုက်တက္ကသိုလ်မှာလျှပ်စစ်အင်ဂျင်နီယာဘာသာရပ်သင်ယူခဲ့ပြီးတော့1990ပြည့်နှစ်မှာတော့မာစတာဘွဲ့ရခဲ့ပါတယ်။မာစတာဘွဲ့ရယူပြီးတဲ့ချိန်မှာတော့ပါမောက္ခတယောက်ကသူ့ကို Jet Propulsion Laboratory JPL လို့ခေါ်တဲ့အာကာသနဲ့နှဆိုင်တဲ့နေရာကရှာဖွေမှုလုပ်ငန်းအကြောင်းကိုပြောပြခဲ့ပါတယ်။အဲ့ဒီအခါမှာတော့ JPL မှာအလုပ်လုပ်ခွင့်ရရင်သူနှစ်သက်တဲ့သင်္ချာပညာရပ်ကိုသူဆွဲလန်းနေတဲ့အာကာသအကြောင်းသူရဲ့အင်ဂျင်နီယာပိုင်းဆိုင်ရာကျွမ်းကျင်မှုတွေနဲ့ပေါင်းစပ်ဖို့အခွင့်အရေးပဲဆိုပြီးတော့ဒေါက်တာမီမီအောင်ကတွက်ဆမိခဲ့ပါတယ်။လွန်တဲ့2013ရောက်မှာတော့ JPL ကသူ့ကိုမောင်းသူမဲ့စနစ်ကဏ္ဍမှာလက်ထောက်မန်နေဂျာခန့်အပ်ခဲ့ပြီးတော့နောက်နှစ်နှစ်အကြာမှာပဲအင်္ဂါဂြိုလ်ပေါ်မှာပြန်ဝဲမဲ့ရဟတ်ယာဉ်တီထွင်ရေးအဖွဲ့ကိုဦးဆောင်ဖို့တာဝန်ပေးအပ်ခြင်းကိုခံခဲ့ရပါတယ်။လူသားသမိုင်းတစ်လျှောက်မှာတခြားဂြိုလ်တစ်ခုမှာပထမဆုံးပြန်ဝဲမဲ့ရဟတ်ယာဉ်တီထွင်ဖို့ဆိုတာကအင်ဂျင်နီယာပညာရပ်ရဲ့အံ့အားသင့်ဖွယ်စွမ်းဆောင်မှုတစ်ခုလည်းဖြစ်ပါတယ်။အင်္ဂါဂြိုလ်ရဲ့လေထုတိတ်တဲစားကကဘာမြေပေါ်ကလေထုတိတ်တဲစားနဲ့နှိုင်းယှဉ်မဲဆိုရင်တော့100%တောင်မှမရှိတာမို့လို့ဒေါ်မမီအောင်ကတော့အခက်တွေ့ခဲ့ပါတယ်။ဒေါက်တာမမီအောင်ဦးဆောင်တဲ့အဖွဲ့တီထွင်ထားတဲ့ Ingenuity Mars Helicopter ရဟတ်ယာဉ်ကအလေးချိန်4ပေါင်ပဲရှိပြီးတော့ကာဗွန်ဖိုက်ဘာနဲ့လုပ်ထားတဲ့ကမ္ဘာအမြန်ဆန်ဆုံးဒလက်တွေတက်ဆင်ခဲ့ပါတယ်။အဲ့ဒီဒလက်တွေက10မိနစ်ကိုအပတ်ရေပေါင်း2400အထိကိုလည်းပတ်နိုင်ခဲ့ပြီးတော့အဲ့ဒီနှုန်းဟာကမ္ဘာပေါ်မှာပြန်တန်းနေတဲ့ရဟတ်ယာဉ်တွေရဲ့ဒလက်လေနှုန်းတက်ကိုပို့ပြီးတော့9ဆလည်းမြန်ပါတယ်။ဒီယာဉ်ဟာ2021ခုနှစ်ဖေဖော်ဝါရီလမှာဂျိုနီကြီးလို့လူသိများတဲ့အင်္ဂါဂြိုလ်စီကိုရောက်ရှိဖို့ခံမှန်းထားခဲ့ပြီးတော့ကမ္ဘာမြေစကန်ကနေပြီးတော့ညွှန်ကြားချက်အတိုင်းပြန်တမ်းမှုလုပ်သွားမှာလည်းဖြစ်ပါတယ်။ဒါဟာမြန်မာလူမျိုးမိဘနှစ်ပါးကနေပြီးတော့မွေးဖွားလာခဲ့ပြီးတော့မြန်မာနိုင်ငံမှာ10နှစ်ကျော်နေထိုင်ခဲ့မှုတဲ့ဒေါက်တာမီမီအောင်အတွက်ကတော့ကြီးကျယ်ခမ်းနားလာတဲ့အောင်မြင်မှုတစ်ရပ်ဖြစ်လာခဲ့ပါတယ်။ဒေါက်တာမီမီအောင်ဟာ2019ခုနှစ်မှာ BBC သတင်းဌာနရဲ့ကမ္ဘာအလွှမ်းမိုးနိုင်စွမ်းရှိဆုံးမျိုးသမီးအယောက်100စီးရင်မှာရွေးချယ်ခံခဲ့ရတယ်လို့2019ခုနှစ်အတွက်ကစပေကွင်းဖြစ်ရမယ်မှတန်ရုပ်ရှင်မှာလည်းပါဝင်ခွင့်ရခဲ့သူဖြစ်ပါတယ်။လက်ရှိအချိန်ထိမှာတော့ NASA ဖွဲ့ရဲ့သိပ္ပံပညာအင်ဂျင်နီယာအဖွဲ့ဝင်တွေထဲမှာအမျိုးသမီး30%ပဲပါဝင်ခွင့်ရရှိပါသေးတယ်။ဒီထဲမှာမြန်မာစစ်စစ်အမျိုးသမီးအနေနဲ့နိုင်ငံတကာကသိပ္ပံအဖွဲ့မှာရှင်မောင်တန်းပြီးတော့အုပ်ချုပ်နိုင်တာကတော့တကယ်ကိုဂုဏ်ယူစရာပါပဲ။ပရိသတ်တို့ကလည်းမြန်မာဂုဏ်ကိုမြင့်တင်သောအပြင် NASA ရဲ့သိပ္ပံပညာရှင်ကြီးဒေါ်မမီအောင်အကြောင်းကိုလူတွေသိအောင်လို့ဝိုင်းပြီးတော့ share ပေးခဲ့ကြပါဦးခင်ဗျာ။အဆုံးထိကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။